ဘာဆိုင်လဲလို့မေးနော်ကိုနဲ့တော့ဘာမှမဆိုင်ပါဘူး။ကာယကရှင်တော့မသိဘူးကိုဘေးကကြည့်နေတဲ့သူတောင်ခံစားခက်လို့နေရခက်တာအိတ်လည်းမပြောစားလည်းမတွေးနေတမယာသီးကိုမြန်မာနိုင်ငံကထွက်တဲ့ငရုတ်သီးနဲ့မြန်မာလူမျိုးတွေပဲစားတဲ့ဟင်္ဂပီကိုဒီလိုမျိုးတုတ်ပြီးရောင်းစားတာဘာမှန်းဖြစ်လို့လည်းမသိဟိုမှာကျတော့ဖာတန်းကိုတရားဝင်လောက်ခွင့်ချပေးပြီးတော့အကောက်ဘန်းလည်းမတတ်နိုင်ဘန်းကြတော့ဖြတ်ချကြတယ်တရားလဲတရားကြမန္တလေးမြို့ကဥပိန်တရားဘေးမှာရောင်းနေတဲ့ဖတ်တီးမအချင်ပေါင်းကနင်တို့ကိုဘနဲ့လုံနေလို့တော့သူ့ဘာသာသူဝင်းရေးလို့သူ့ဟာသူရှာစားတာလေအဲ့ဒီဖတ်တီးမသူ့ဝင်းရေးတွေမဟုတ်အဲ့နီးနားတဝိုက်ကဈေးတွေအကုန်လုံးရဲ့ဝင်းရေးကိုပါဖြည့်ပေးသေးတယ်ဥပိန်တရားတန်မှန်ရက်ဆိုလို့ရှိရင်ခါကြီးရက်ကြီးတို့နော်ပွဲတော်လို့ရှိတဲ့ချိန်ပွဲတော်ရက်တွေမှာပဲလူစီတယ်အခုသူကသူဖတ်တီးမလေးဈေးရောင်းလို့မလို့သူ့ချင်မောင်းလေးကိုကြိုက်လို့နဲနဲရက်ကလာစားတစ်တော့ရိုက်ချင်လို့လာကြတော့ဈေးတယ်လေးတွေလည်းဈေးရောင်းရတယ်ကားသမားလေးတွေလည်းကားပို့ရတယ်သူတို့ဘာသာသူတို့ဈေးရောင်းစားနေတာဘာဖြစ်လို့တော့တမယာသီးကိုဟင်္ဂပိနဲ့ငရုတ်သီးနဲ့တုတ်ထားတာကရောင်းလို့မရဘူးဆိုတော့ဘာဖြစ်နေလို့တော့လို့မင်းမေဆောက်ဖုတ်တဲ့ကိုအဲ့ဒီငရုတ်သီးတွေဟင်္ဂပိတမယာသီးတွေမထဲလို့လားလို့ငါပြောမှာဘာဖြစ်လို့တော့သူ့ဘာသာသူဈေးရောင်းစားတာလေလူကြိုက်များလို့လူများဆုံးကြိုက်လို့လာဝယ်စားတာဟဲ့ဈေးရောင်းခွင့်ပိတ်တယ်ဆိုတော့ရောင်းနေတဲ့ပစ္စည်းကမူရဈေးဝါလည်းမဟုတ်အများပြူငါမသိတော့တဲ့အရာလည်းမဟုတ်စားဘလို့ဘေးဥပအန္တရာယ်ဖြစ်တဲ့အရာလည်းမဟုတ်တမယာသီးကိုဟင်္ဂပိနဲ့တုတ်ပြီးငရုတ်သီးထဲရောင်းတာနင့်မေဆောက်ဖုတ်ဖြူလို့အယောင်မခံတာလားလို့သူများထမင်းအိုးဒုံးနဲ့ခွဲတယ်ဟိုမှာကြတော့ဟိုမှာဖာတန်းကိုတရားဝင်လောက်ခွင့်တောင်ချပေးပြီးဒီဟိုတမယာသီးကိုငရုတ်သီးနဲ့တုတ်ရောင်းတာကြောင့်မင်းမေဆောက်ဖုတ်ဖြူလို့ပဲရောင်းခွင့်မပေးရထမင်းငတ်ကုန်တော့မှဟိုမှာဒါလေးနဲ့သူ့ဟာသူကောင်းရောင်းကောင်းဝယ်လှုပ်ချနေရလေနင်တို့ဘာလုပ်နေလို့တော့ငါကရကရှင်မပြောနဲ့ကိုတောင်ခံရင်းနေကြည်ရင်းနဲ့စိတ်မကောင်းဖြစ်တယ်ဟိုမှာဘိုက်ကြီးတပြဲပြဲနဲ့မတရားတစ်ဖြင့်ဈေးနဲ့မတရားနှုံလုတ်ပြီးတော့လဲရောင်းနေတာလဲမဟုတ်သူ့ဟာသာသူအေးချမ်းချမ်းဈေးလေးရောင်းစားတော့နဲ့မွေဆောက်ဖုတ်ဖြူလို့လားဟမ်ငါမဖဲသေးဘူးဘန်းညင်လဲဘန်းမတက်နိုင်ဘူးမနေနိုင်လို့ကိုတက်သေးတာအိုးတယ်ငါနဲ့တကယ်မြန်မာနိုင်ငံမှာလူဖြစ်ရတာလဲဘယ်ဘဝဝေကျွေးတွေမှန်းကိုမသိဘူး